Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေတင် Top Fan တွေအတွက်ကန်ဆယ်မဲလေးလုပ်ထားပေးပါတယ်အမြဲတမ်းအားပေးတဲ့ Top Fan တွေအတွက် page ကအတွက်ပေါ့နော် page ရဲ့အတွက်ပေါ့နော်ဒါလေးကမလက်ဆောင်ပေးမှလဲဆိုတော့ရွှေတင်ချုပ်ထားတယ်အင်ဂျီလေးတွေပေးမှဖြစ်ပါတယ်ဒါပေမဲ့ဗာပဲရယူမယ်ဆိုလို့ရှိရင်တော့လက်ဆောင်လေးမပြပေးပါဘူးနော်ကဲဇလန်စားပါပြီညမတက်လိုက်ပါအောင်မယ်ကဲပထမအဆုံးတစ်ယောက်ကိုမဲနိုင်ပေးမယ်အခုဘယ်နှယောက်စာပေးမလဲဆိုတော့အယောက်100လောက်ရှိပါတယ်အယောက်100လောက်ကိုမှ9ယောက်ကိုနိုင်ပေးပါမယ်เนาะ100လုံးတော့ပေးချင်တာစမပြေဘူးအားကြောင့်မလို့ကဲစပြီးတော့နိုင်ပေးမယ်မှောင်နေတယ်လို့ပဲကဲအနောက်ကလက်ခုပ်တီးဖို့အားပေးဖို့စောင့်နေတဲ့တို့ရဲ့ဟွာလေးလိုပဲပါလဲပါလဲနားပါပါဝေါဘာနဲ့တူလဲလုံချုံရေးမဟုတ် body ကနဲ့လုံချုံရေးနဲ့မှာပါโอเคတယောက်နိုင်လိုက်မယ်နော်မျက်မှန်တက်တာဆိုတော့မျက်လုံးမိတ်စရာတော့မလို့ကဲဘာရောင်လေးလဲအပြရောင်လေးနာမျက်မှန်ချုပ်ကြည့်လိုက်မြင်အောင်တယောက်က God မေမေတဲ့အေးလက်ခုပ်တီးတဲ့လူတွေကအားမင်းနားအဲ့လိုမဟုတ်အားပေးတဲ့နော်အားမရှိသလိုပဲဇက်ကပါအော်အဲ့လိုတိုင်မင်းနားအဲ့လိုမဟုတ်ပါလွယ်နေရတယ်တဘာဝဆက်ဆံမယ်ဒီမှာ God မေမေဖြစ်ပါတယ်ဒါလေးပါဒါပြီးလို့ရှိရင်ဒါဓာတ်ပုံရိုက်ပြီးတင်ပေးမယ်နော်တယောက်ပြီးသွားပါပြီအေး congratulation ကဲနောက်တစ်ယောက်နိုင်ပါမယ်ဒါက2ယောက်မြောက်ပေါ့နော်ကဲ1 2အကြပါပြီလားမသိဘူးမြင်ရလားကဲနိုင်ပါမယ်နောက်တစ်လိုက်အော်ဒီတစ်ခါအဝါရောင်လေးနောက်တစ်ယောက်ကအေဂျူလိုက်အေးပါအေဂျူလိုက်အေးပါမမြင်ရဘူးညမိတ်အေဂျူလိုက်အေးပါဒါ2ယောက်မြောက်ပါရှင်ကဲမြင်လေးနိုင်လိုက်မယ်နော်နောက်တစ်ယောက်ကခောက်လိုက်အောင်နော်နောက်ကတစ်ယောက်လောက်နိုင်ပြီရောပေဦးကြီးလိုက်ပါတယ်အော်ဝါရောင်လေးပါပဲနောက်တစ်ယောက်ကဂျက်စီခင်လားပြေဝန်းဖြစ်ပါတယ်ဒါဂျက်စီခင်လားပြေဝန်းမှာဒါ3ယောက်မြောက်ပေါ့နော်ကဲနောက်တစ်ယောက်ဒါနဲ့ဆို3ယောက်ရှိပြီနော်ဒါနောက်ထပ်2ယောက်ထပ်နိုင်ပေးပါမယ်ရှင်ကဲနောက်တစ်ယောက်ပြာရောင်လေးပါဒါလေးကနှင်းဝေဦးဖြစ်ပါတယ်နှင်းဝေဦးပါကဲ4ယောက်မြောက်ဖြစ်ပါတယ်နောက်တစ်ယောက်ပဲကျန်ပါတော့တယ်ရှင်နောက်ပဲဆုံးတော့ဖန်နေတယ်မှာအကုန်ပါတယ်နော်တော့ဖန်တော့ဖန်ရေးထားတဲ့ထဲမှာအကုန်ပါပါတယ်ရော့တယောက်နိုင်ပါတယောက်ပဲကြံတော့နော်နောက်ဆုံးတယောက်အဝါရောင်လေးဘာရောင်လေးလဲဝါရောင်လေးစီဒါစပေါ့မဟုတ်ပါလေအေးမဟုတ်ပါလေပေါက်သွားပါတယ်ဒါသူ့ကောက်ပေါ့နော်ဒါလေးပါညာလေးဖြစ်ပါတယ်ဟေးဒါလေးပါကဲမဲပေါက်သွားတဲ့အမတွေကိုနာမည်ဒီမဲလိမ့်နာမည်တွေကိုဓာတ်ပုံရိုက်ထားပြီးတော့ post ပြန်တင်ပေးထားပါမယ်ဗီဒီယိုလေးကိုလည်းအစအနေဆုံးဒီဘယ်သူပေါက်လဲဆိုတာကြည့်ပေးကြပါရှင်အားလုံးကျေးဇူးတင်ပါတယ်တတာအိုက်တင်လေးလောက်ပြီးတော့မှဇက်တယ်
သူများကပြောတော့ရည်ရှင်တာအမလေးဖေတတာ